အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့မွန်ပြည်နယ်မှာနာမည်အကြီးဆုံးဟင်းလျာလို့ပြောလို့ရပြီးတော့မိတ်ဆွေတေချာပေါက်ထမင်းစားမြင်စီမဲ့ဝက်သားနဲ့တစ်တူသေးချင်းဆက်ဟင်းလျာကိုတန်လင်းမြုပ်ဝမ်းဒေတာမှာမုံရိုးရတောဟင်းတိုင်းချက်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ပါဝင်တဲ့ပစ္စည်းတွေကတော့ထုံးစံတိုင်းပဲစက်သွန်နီစက်သွန်ဖြူငရုတ်ကောင်ငရုတ်သီးအစိမ်းမုံနဲ့အနွေးတွေကိုထောင်းထားတာဖြစ်ပြီးတော့တစ်တူသီး3လုံးငရုတ်သီးစိမ်းတောင်းနဲ့ဝက်သား90သားတို့ပေါင်းမှာဖြစ်ပါတယ်အရင်ဦးဆုံးတစ်တူသီးကိုအခွန်ခေါ်ပါမယ်နော်တစ်တူသီးအသားကိုပဲယူရမှာဖြစ်လို့တစ်တူသီးအသားကိုမလီထိအောင်လို့အခွန်ကိုပပလေးတတိထားပြီးတော့လှိထုတ်ရပါမယ်ရှင်ဟုတ်ပါပြီတစ်တို့သီးအခွန်ကိုလှိထုတ်ပြီးပြီဆိုရင်တော့ပြထားတဲ့အတိုင်းပဲတစ်တို့သီးအသားကိုအလွယ်ကူဆုံးလှိလို့ရအောင်လို့အစိတ်အထိအမြောက်လေးတွေနဲ့လှိရပါမယ်ပြထားတဲ့အတိုင်းလက်နဲ့နှွာထုတ်လို့လည်းရပါတယ်နော်ပြီးရင်တော့ငရုတ်သီးစင်းတောင်ကိုတီးထားပါမယ်ရှင်အဆက်ကြိုက်သူတွေအတွက်ကတော့ငရုတ်သီးစင်းကိုတဝက်တလုံးမိမိစိတ်ကြိုက်ထည့်လို့ရပါတယ်နော်တဲကိုပူလာလို့ရှိရင်စီထည့်ပြီးတော့စီတက်ပါတော့မယ်ဒီရနဲ့တုံးထားပြီးသားဝက်သားတုံးလေးတွေကိုထည့်ပါမယ်နော်အပေါ်ငယ်အရသာအတွက်ကတော့ကြပြားကြီးအနေငယ်နဲ့အသားမုံအနေငယ်ထည့်ပါမယ်ပြီးရင်တော့ရေထည့်ပြီးတော့ဝက်သားတွေကြောင်လို့ချက်ရပါမယ်ဝက်သားချက်ဖို့ကတော့အချိန်ကြာကြီးချက်ရပါမယ်နော်ဟုတ်ပြီဝက်သားတွေချက်သွားပြီဆိုလို့ရှိရင်တော့နှီးထားတဲ့တစ်တိုသေးလေးကိုထည့်ပါတော့မယ်ရှင်
ပြီးရင်တော့တစ်တို့သေးလေးပြီးနှူးသွားအောင်လို့ရေနှင်းငယ်ထည့်ပြီးတော့ထက်ချက်ရပါမယ်နော်ဝတ်သားဟင်းတွေရဲ့ငကူမူလအရာတာကဤတက်တဲ့အတွက်ကြောင့်ဒီလိုအချင်တက်အပြည့်ပါတဲ့တစ်တို့သေးနဲ့တွဲချက်မယ်ဆိုရင်လုံးဝမအီတော့ပဲနဲ့ချင်ဆက်အရာတာနဲ့အရန်ကိုစားလို့ကောင်းတဲ့မုံရိုးရာတော့ချက်ဟင်းလျာလေးပါရှင်ဟင်းဆူလာပြီဆိုလို့ရှိရင်အပေါ်ငယ်အရာတာအတွက်စားအောင်လူတယ်လို့ထည့်ပါမယ်နော်ပြီးရင်တော့ပပလေးလှီးထားတဲ့ငရုတ်သီးစိမ်းလေးတွေထည့်ပါမယ်ရှင်နောက်ဆုံးအနေနဲ့ကတော့အနက်မွေးနေအောင်လို့အပေါ်ကနေမဆလာအုပ်ပါမယ်နော်ဟုတ်ပါပြီရှင်အခုဆိုရင်တော့မိတ်ဆွေတို့တေချာပေါက်ထမင်းမင်းစီမယ်ဝတ်သားနဲ့တစ်တူတီချင်ဆက်မုံရိုးရာတော်ဟင်းလေးရပါပြီရှင်နောက်တစ်ပတ်မှာလည်းဒီလိုအရသာရှိရဲ့အစားအစာနဲ့ဟင်းလျာတွေကိုချက်ပြပေးတော့မှာဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ရှင်နောက်ဗီဒီယိုမှာလည်းဘယ်လိုအစားအစာနဲ့ဟင်းလျာတွေချက်ပြပေးရမလဲဆိုတာကို comment မှာရေးထားပေးလို့ရပါတယ်နော်အဆုံးလေးတချို့ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူပဲတင်ပါတယ်ရှင်